ဝင်နေဆိုတာတဲ့လူတယောက်ဘွားကိုတဲကိုရောက်လာတဲ့နေ့ကိုအမှတ်သားနဲ့အလေးထားတဲ့အထူးနေ့ဖြစ်ပါတယ်တဲ့ဒီနေ့မှာကိုယ့်ရဲ့ဘွားကတစ်နှစ်ပြီးဆုံးသွားပြီးနောက်တစ်နှစ်အသက်စတင်တဲ့အချိန်နဲ့ဖြစ်တယ်သတ်မှတ်ကြပါတယ်တဲ့မွေးနေ့ရဲ့အဓိပ္ပာယ်အားတဲ့ကိုယ့်ဘွားကိုပြန်လည်စဉ်းစားသုံးသပ်တဲ့နေ့ဖြစ်ပါတယ်တဲ့မိသားစုမိတ်ဆွေများရဲ့ချစ်ချင်းမေတ္တာကိုခံစားရတဲ့နေ့ဖြစ်ပါတယ်တဲ့အနာဂတ်အတွက်ဆူတောင်းတိုင်းပန်းတိုင်းတွေချမှတ်ရတဲ့နေ့ဖြစ်ပါတယ်တဲ့မွေးနေ့ရတဲ့ဒီပျော်ရွှင်မှုတစ်ခုနဲ့မဟုတ်ဘဲနဲ့ဒီကျေးဇူးတရားကိုမှတ်မိစေပြီးတော့ကိုယ့်ဘဝကိုတိုးတက်ကောင်းမွန်အောင်ဆက်လက်ကြိုးစားပေးဖို့သတိပေးရနေတယ်ဖြစ်ပါတယ်တဲ့ဒါတော့ကျွန်တော်ချက်ကြည့်ဗီဒီယိုမေးထားတာပါဗျာဘာလို့ကျွန်တော်မွေးနေ့ကြောင်ကျွန်တော်မေးလဲဆိုတော့သူဘာဖြစ်လဲကျွန်တော်သိချင်လို့မေးရပိုးသီးပြီးထားတဲ့တချို့သူ့အဖြေတွေကရှည်လေးကထွေပြရပေမဲ့တချို့အထိပဲလေးကလေးနေတယ်ပေါ့ဗျာအဲအားကြောင့်မလို့ကျွန်တော်သူ့ဟာကိုမေးကြည့်တာဒီ vlog လေးကတော့ကျွန်တော်တကယ်ကျွန်တော်အချီဆွဲပြီးတော့ surprise လုပ်ပေးမှာဖြစ်ပါတယ်သူ့မွေးနေ့ကလည်းနီးလာပြီဆိုတဲ့အခါကျတော့ကျွန်တော်ဒါလေးကိုကြိုပြီးတော့ဆွဲရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်သူ့ကိုဆွဲပြီးတော့ကျွန်တော် surprise လုပ်မှာဖြစ်ပါတယ်ကျွန်တော်ငယ်ချင်းနာမည်ကလာမင်းဖြစ်ပါတယ်သူနဲ့ကျွန်တော်နဲ့ခင်လာတဲ့ project ပြီကျွန်တော်ကနောက်ဒီကျောင်းမှာလည်း DC မှာလည်းတူတူပဲပေါ့နော်အခုနောက်ပိုင်းဒီအသက်ကြီးလာတော့လည်းကျွန်တော်တို့တွေ့ပြတယ်တွေ့ပြကြတယ်အားကြောင့်မလို့ကျွန်တော်သူ့ကိုလည်းအမှတ်တရလည်းဖြစ်အောင်ကျွန်တော်လည်းအမှတ်တရဖြစ်အောင်ကျွန်တော်တို့နှစ်ယောက်ကြားရဲ့ဒီမှာရှိတဲ့ဒီခေပေမှုတည်တဲ့အောင်ဆိုတော့တမိုးထားနေတယ်ကျွန်တော်ရည်ဆွဲပြီးတော့ဒီသူ့မွေးနေ့တွေမှာလက်ဆောင်ပေးမှာဖြစ်ပါတယ်ပုံလေးကတော့ပြီးသလောက်ရှိပါပြီကျွန်တော်ဆိုင်နဲ့ထိုးပြီးပါပြီဆိုတော့နောက်ရကြရင်တော့ဘောင်းသွားသွင်းပြီးလို့ရှိရင်ကြောတငယ်ချင်းမွေးနေ့ရလို့ရှိရင်လက်ဆောင်ပေးပါမယ်သူနဲ့တော့တူပါတယ်တော်တော်လေးဒါပေမဲ့ကျွန်တော် style လေးအတိုင်းပဲကျွန်တော်အကောင်လေးနဲ့ဆိုတော့ဒါပဲလေဖြူစင်းလေးထင်ပေါ်တာမျက်စိအေးတာပေါ့ဖြူစင်းလေးပါတော့ဘူးလားအဖြူပါတော့ရှစ်ပတ်လေမော်ဒယ်ကာလာပဲသွားမှာကျန်တဲ့ကာလာဆိုရော့သွားမှာကွာပုံပကြီးကကြည့်ရအာရော့သွားမှာအဲ့ဒါကြောင့်ဒီကတော့ကျွန်တော်တကယ်ကြီးမွေးနေ့ဖြစ်ပါတယ်ကျွန်တော်သူ့ကိုမနေ့ကဖုန်းဆက်ထားရပါတော့အခုတော့သူအပြင်ရောက်နေတယ်ဒါပေမဲ့သူညနေကျရင်တော့ပြန်လာရင်တော့အပြင်ကနေပြန်ကျရင်တော့လှည့်ဝင်လာခဲ့မယ်လို့ပြောပါတယ်အဲ့ဒါနဲ့ကျွန်တော်သူ့စောင့်ရခုနကပဲလာယူပါပါတယ်ကျွန်တော်ဗီဒီယိုမြဲလိုက်ဖြစ်ပေါ့နော်ဒီ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ်ပြီးတော့ဘယ်သူတွေဆက်ပြီး surprise ရအောင်မလဲနောက်ပြီးတော့ကျွန်တော်နောက်ပါလေး vlog လေးဆက်တယ်အောင်လဲဆိုတော့ဒီ side to 2 channel ကနေပဲစောင့်ကြည့်ပေးပါကျွန်တော်ရဲ့ဒီ page နဲ့ဒီ YouTube လေးကို like and subscribe လုပ်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ